ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ကိုမအားလုံးပဲ YouTube ကိုမရော TikTok ကိုမအားလုံးပဲမင်္ဂလာပါဗျเนาะကဲအားလုံးပဲတက်ကွက်ကောင်းမရောက်ကွက်နဲ့ပေါက်ချင်ပါရချင်ပါဆိုရဲကိုမအားလုံးပဲเนาะဗီဒီယိုလေးကိုပြီးဆုံးကြည့်ရှုပေးပါเนาะကဲအားလုံးပဲမင်္ဂလာပါကိုမအားလုံးပဲเนาะကျွန်တော်ဒီညနေမှာရောเนาะ17ရက်နေ့ညနေမှာရောပေါ့เนาะ၄ထိပ်စီ3ညနောက်ပိတ်နဲ့40ဆိုရဲကနန်းလေးထွက်သွားခဲ့တယ်เนาะ၄ထိပ်စီ3ညနောက်ပိတ်နဲ့40ဆိုရဲကနန်းလေးထွက်သွားခဲ့ရကိုမအားလုံးပဲအဲ့တော့မနက်ဖြန်ကျွန်တော်တို့3လပိုင်း12ရက်နေ့နေ့လယ်7:00နာရီ10မိနစ်ဈေးအတွက်2 share ပတ်တီးလေး2 share မင်းရောက်ွက်လေးပြောပြတော့ပါမယ်เนาะကျွန်တော်နေကင်းတော့ဗီဒီယိုတင်ပေးရအောင်အဲ့3ညနောက်ပိတ်ကိုကျွန်တော်တအားကြိုက်တာဗျ3ညနောက်ပိတ်ကိုเนาะတအားကြိုက်တာเนาะအဲ့3ညနောက်ပိတ်ကိုတအားကြိုက်လို့မှကျွန်တော်စီမှာပေါက်ပေးလာယူရဲကိုမရဆိုသိလိုက်မယ်เนาะ3ညနောက်ပိတ်နဲ့ကျွန်တော်တကွက်သေးပေးတာเนาะ3ညနောက်ပိတ်နဲ့ကဲလုံးမဲ့ကိုမလုံးမဲ့เนาะကျွန်တော်မနက်ဖြန်နေ့လယ်7:00နာရီ10မိနစ်ဈေးအတွက်2 share ပတ်တီးလေး2 share မင်းရောက်ကလေးပြောပြတော့ပါမယ်เนาะYouTube မှာကြည့်နေကူမအားလုံးပဲเนาะကျွန်တော်ရဲ့ channel လေးကို subscribe လုပ်တော့ပြီးတောင်းဆိုချင်ပါတယ်เนาะTikTok ကြည့်နေကူမအားလုံးလည်းเนาะကျွန်တော်ရဲ့ဒီကိုပြီး channel လေးကို follow လေးလုပ်တော့ပြီးကြပါအောင်ဗျာเนาะအသေးလေးလက်မလေးတယောက်ချက်စီနေပေးကြပါအောင် comment လေးမှာ okay တယောက်ချောင်းစီမှန်ပြီးခဲ့เนาะ okay လေးတွေ high လေးတွေတယောက်ချောင်းစီမှန်ပြီးခဲ့เนาะကဲအားလုံးပဲကျွန်တော်ကိုမအားလုံးပဲเนาะအများတိအများပေါက်လေးအောင်လဲ share လို့ရတဲ့နေရာလေးမှာ share ပေးမယ်เนาะကျွန်တော်ဒီညနေမှာရော4ထိပ်စီ3ညနောက်မိတ်နဲ့40ဆိုရကနန်းเนาะဒါပေမဲ့ကျွန်တော်ဗုဒ္ဓဘူးမှုကျော်ဇာယုပတ်တီအောင်ခဲ့ပြီเนาะဗုဒ္ဓဘူးမှုကျော်ဇာယုပတ်တီရောအောင်သွားပြီเนาะဗုဒ္ဓဘူးမှုကျော်ဇာယုပတ်တီရောအောင်သွားပြီကိုမအားလုံးပဲเนาะကဲတော့ကျွန်တော်တပတ်စာမူကင်းလေးပြောပေးမယ်ပြီးတော့ကျွန်တော်မနက်ဖြန်နေ့လေ7:00နာရီ10မိနစ်စီအတွက်2 share ပတ်တီလေး2 share မရောက်ကလေးပြောပေးမယ်เนาะကဲအားလုံးပဲကျွန်တော်တပတ်စာမူကင်း3ကရောပုံမှန်တိုင်းပဲနှစ်ထိပ်စီ9နောက်ပိတ်နဲ့2ကို6ထိပ်စီ9နောက်ပိတ်နဲ့6ကိုနှစ်ထိပ်စီ1နောက်ပိတ်နဲ့2 1ပါเนาะတပတ်စာမွေးနှန်း3ကွက်ပါเนาะကိုကမလုံးမဲ့တပတ်စာမွေးနှန်းတွေကလည်းเนาะအထူးကိူစိုက်ပြီးစောမယ်အထဲမှာပါတယ်เนาะဘာလို့လဲဆိုတော့ကျွန်တော်အပတ်တိုင်းနီးပါလို့အရင်တော့ဟလာเนาะအရင်ကကျွန်တော်ဗီဒီယိုကြီးကြည့်နေရကိုမိုက်ဆိုသိလိမ့်မယ်เนาะအပတ်တိုင်းနီးပါလို့ရနေရဖြစ်တဲ့တပတ်စာမွေးနှန်းလေးကိုလည်းအထူးကိူစိုက်ပြီးကစားပေးပါเนาะမနက်ဖြန်နေ့လေ7:00နာရီ10မိနစ်ဈေးအတွက်2 share ပတ်တီလေးကိုကမလုံးမဲ့ကျွန်တော်4ပတ်တီ5ပတ်တီပါเนาะ4ကြိုက်တဲ့ကိုမရ4ဆော့5ကြိုက်တဲ့ကိုမရ5ဆော့เนาะပတ်တီမဆော့ခြင်းတဲ့ကိုမရတို့လည်းကျွန်တော်တင်ခွက်လေးရွေးပေးထားပါရဲ့เนาะ4နဲ့ပတ်သက်ပြီးတင်ပြီးစောမယ်ကွက်လေးရရော4ထိပ်စီ2နောက်ပိတ်နဲ့4နဲ့4ထိပ်စီ5နောက်ပိတ်နဲ့4 5 4ထိပ်စီ8နောက်ပိတ်နဲ့4 8ပါเนาะ9နဲ့ပတ်သက်ပြီးကျွန်တော်တင်ပြီးစောရမယ်ကွက်လေးရရော9ထိပ်စီ1နောက်ပိတ်နဲ့9 1 9ထိပ်စီ3နောက်ပိတ်နဲ့9 3 9ထိပ်စီ8နောက်ပိတ်နဲ့9 8เนาะ9 1 9 3 9 8ပါเนาะ4နဲ့ပတ်သက်ပြီးကျွန်တော်တင်ခွက်က4နဲ့4 5 4 8 9နဲ့ပတ်သက်ပြီးတင်ခွက်က9 1 9 3 9 8ပါเนาะကဲလုံးမဲ့ကျွန်တော်4နဲ့ပတ်သက်ပြီးမင်းရောကွက်လေးရရော4ထိပ်စီ3နောက်ပိတ်နဲ့4 3ပါ9နဲ့ပတ်သက်ပြီးမင်းရောကွက်လေးရရော9ထိပ်စီ3နောက်ပိတ်နဲ့50ပါเนาะကဲလုံးမဲ့တကွက်ကောင်းမင်းရောကွက်လူချင်းတဲ့ကိုမအားလုံးပဲเนาะကဲကိုမအားလုံးပဲကျွန်တော်တို့เนาะမနက်ဖြန်နေ့လေ7:00နာရီ10မိနစ်ဈေးအတွက်တကွက်ကောင်းမင်းရောကွက်လူချင်းတဲ့ကိုမအားလုံးပဲကျွန်တော်ဖုန်းနံပါတ်လေးပေးတဲ့3ညကို600863933ဆိုရဲဖုန်းနံပါတ်လေးကိုဖုန်းတိုင်းဆက်သွယ်ပြီးတော့ဖြစ်ဖုန်း Viber နေပဲဖြစ်ဖုန်း message ကနေပဲဖြစ်အလားเนาะကျွန်တော်ဒီမှာလာရောက်ကနန်းလေးယူလို့ရပါတယ်ကျွန်တော်နဲ့ cancel ချင်တဲ့ကိုမအားလုံးပေါ့เนาะကျွန်တော်ဒီမှာကနန်းလေးလာယူလို့ရပါတယ်ပေါ့ရင်လည်းကိုမတို့စေနာရှိလောက်ပဲပေးလို့ရပါတယ်เนาะဘယ်လောက်ပို့ထိုးပေးပါเนาะဘယ်လောက်ပေးပါလို့ကျွန်တော်ဘက်ကမတောင်းဆိုပါဘူးကိုမတို့စေနာရှိလောက်ပဲပေးလို့ရပါတယ်เนาะကဲအားလုံးပဲเนาะမနက်ဖြန်နေ့လေဗီဒီယိုလေးမှာမနက်ဖြန်နေ့လေဗီဒီယိုလေးမှာပြန်ကြည့်ကြပါမယ်ကဲအားလုံးပဲတက်တာပါ